ကျွန်တော်မွေးလာတဲ့အခါမငိုခဲ့ဘူးမိယာကတော့သူမလက်ထဲမှာအရန်လိမ်မာတဲ့ကလေးလေးရောက်နေပြီလို့ထင်နေတာနေ့တိုင်းမိခင်တို့နဲ့နှုံမုံတောက်ပြီးတဲ့ကြားမှာကျွန်တော်အနှစ်သက်ဆုံးအလုပ်ကမျက်နှာချက်ကိုငေးကြည့်နေတာပဲအစပိုင်းမှာတော့မိယာကသူမကလေးဟာရှက်တက်ပြီးအေးအေးဆေးဆေးနေတတ်တယ်လို့ထင်ခဲ့တာကျွန်တော်ငေးနေရတဲ့အကြောင်းရင်းကကျွန်တော်ခေါင်းထဲမှာစနစ်တစ်ခုရှိနေပြီးအစင်းမြင့်မှုအမြဲတိုက်တွန်းနေလို့ဆိုတာသူမမသိရှာဘူးလို့တပလင်းတောက်ပြီးတဲ့နောက်မှာတော့စနစ်ကကျွန်တော်ရဲ့စွမ်းအင်ပါပြည့်သွားပြီလို့ပြတယ်အဲ့ဒီနောက်မှာတော့သတိပေးချက်အသစ်တစ်ခုပေါ်လာပြီးကျွန်တော်ကိုသတိဝင်သွားစေတယ်ပထမအဆင့်မြင့်တင်မှုပွင့်သွားပါပြီလမ်းကြောင်းတစ်ခုရွေးချယ်ပေးပါရွေးချယ်စရာ၃ခုပေါ်လာပြီးအားလုံးကကောင်းပုံရတာမို့ကျွန်တော်စဉ်းစားနေမိတယ်ပထမတစ်ခုကအရှိန်အဟုန်နဲ့ကြီးထွားခြင်းဒါကဖွံ့ဖြိုးမှုနှုန်းကို10%မြင့်တင်ပေးပေမဲ့ကျွန်တော်ကိုတိတ်ဆိတ်မလှုပ်ရှားစေဘူးဒုတိယနဲ့တတိယကတော့အခြေခံအရေးချင်းတွေကိုမြင့်တင်ပေးတာမို့ဘယ်ဟာကပိုကိုက်ညီမလဲဆိုတာချက်ချင်းဆုံးဖြတ်ရခက်နေတဲ့နာမည်တွေကိုကြည့်ုံနဲ့တင်သူတို့ကမတူညီတဲ့လမ်းကြောင်းတစ်ခုကိုဥတီနေမှန်းသိတာပါတယ်3စက္ကန့်လောက်အသေးအတန်စဉ်းစားပြီးတဲ့နောက်ကျွန်တော်ရဲ့အရင်ဘဝကအကြောင်းအရာတွေရေးသားသူခန္ဓာဘဝကိုပြန်တွေးမိတယ်အမြဲတမ်း post အသစ်တွေတောင်းဆိုနေတဲ့ follower တွေကြားမှာမနက်3နာရီကျော်အထိပုံမှန်အေးရေးပြတ်ခဲ့ရပြီးခန္ဓာကိုယ်ကပျက်စီးယိုယွင်းလာခဲ့တာအဲ့ဒီအချိန်မှာပဲတမ္မာကျမ်းမာတဲ့ခန္ဓာကိုယ်ဟာအရာအလုံးရဲ့အခြေခံအုတ်မြစ်ဆိုတာကျွန်တော်နားလည်သွားခဲ့တယ်ဒါကြောင့်ကျွန်တော်စိတ်ကိုစူးစီးပြီးလူသားသားရဲ့အဆင့်မြင့်တင်မှုလမ်းကြောင်းကိုရွေးချယ်လိုက်တယ်ကျွန်တော်ရဲ့ကြံ့ခိုင်မှုကအဆင့်နှစ်ကိုတက်သွားပြီးခန္ဓာကိုယ်ထဲမှာပြောင်းလဲမှုတွေကိုချက်ချင်းခံစားလိုက်ရတယ်အသက်ရှူတာကပိုနဲ့ဆိုင်ပြီးတည်ငြိမ်လာတဲ့စိတ်ကကြည်လင်လာပြီးအိမ်ငိုက်တာတွေပျောက်သွားတယ်ပြီးတော့ဘိုက်ကအရင်ကထက်ပိုဆာလာတယ်ဒါပေမဲ့ကျွန်တော်ကိုတကယ်အံ့ဩစေတာကကျွန်တော်ရဲ့အမြင်အာရုံပဲအခုဆိုရင်အခန်းတစ်ဖက်ကဆက်စခရင်ပေါ်မှာပြနေတဲ့သတင်းတွေကိုကျွန်တော်ရှင်းရှင်းလင်းလင်းမြင်နေရပြီးကျွန်တော်စခရင်ကိုမျက်တောင်မခတ်ဖဲကြည့်နေမိပြီးမတိစိတ်နဲ့လက်သီးလေးကိုပါဇက်ထဲထည့်ကပျော်ပျော်ကြီးကိုက်နေမိတယ်ဒါပေမဲ့ကျွန်တော်အာယုံစိုက်နေတော့မှပဲစခရင်ကမှောင်သွားတယ်မီယာကပိတ်လိုက်တာပါသူမကကျွန်တော်ရဲ့တရွေးတွေပေးနေတဲ့လက်ချောင်းလေးတွေကိုပါဇက်ထဲကဆွဲထုတ်လိုက်တယ်သူမဇဝေဇဝါဖြစ်နေတယ်တပတ်ပဲရှိသေးတဲ့ကလေးကတကယ်ပဲ TV ကြည့်နေနိုင်မှမလားသူမကျွန်တော်ကိုတေချာကြည့်ပြီးကျွန်တော်မျက်လုံးတွေကထူးထူးခြားခြားတောက်ပပြီးနိုးကြနေတာကိုသတိထားမိသွားတယ်သူမကျွန်တော်ကိုချီပြီးစခရင်နဲ့ဝေးရကိုခေါ်သွားတယ်ကလေးတွေ TV မကြည့်ရဘူးမျက်လုံးထိခိုက်လိမ့်မယ်လို့ပြောရင်းနဲ့ပေါ့စိတ်ထဲမှာတော့ကျွန်တော်အော်ဟစ်နေမိတယ်ကျွန်တော်ကြည့်ချင်တယ်ကျွန်တော်မျက်လုံးတွေကဘာမှမဖြစ်ပါဘူးလို့မီယာကကျွန်တော်ငိုလိမ့်မယ်လို့ထင်ထားပေမဲ့ကျွန်တော်ကနှက်ခမ်းလေးပဲစုနေတာမို့သူမသဘောကျပြီးကျွန်တော်ဘာကိုအားရပါရနမ်းလိုက်တယ်ကျွန်းတော်မျက်နှာလွှဲလိုက်မိတယ်အသက်18နှစ်အရွယ်စိတ်တက်နဲ့ဆိုတော့ဒီလိုအချစ်ခံရတာကိုတိတ်ပြီးအသားမကျသေးဘူးဒါပေမဲ့မီယာကကျွန်တော်မျက်နှာလွှဲတာကိုအားပေးတယ်လို့ထင်ပြီးပိုတောင်စိတ်လှုပ်ရှားသွားသေးတယ်မေကဟိုဘက်ပါးကိုလည်းနမ်းစေချင်တာလားဆိုပြီးနောက်တစ်ခါထပ်နှမ်းဖို့လုပ်ပြန်တယ်အဲ့ဒီအချိန်မှာပဲဘိုက်ကအရန်ဆာလာတယ်ကျွန်တော်ပါဆက်ဟာပြီးဟန်ဆောင်ပြီးနှစ်ချက်လောက်ငိုပြလိုက်တယ်ပြီးတော့မီယာနှုတ်ဖြော်တာကိုစိတ်ရှည်လက်ရှည်စောင့်နေလိုက်တယ်ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာမီယာနဲ့ကျွန်တော်ဟာကိုယ်ပိုင်ဆက်သွယ်မူစနစ်တစ်ခုကိုတိဆောက်ခဲ့ကြတယ်အတန်မဲထွက်ပြီးငိုရင်ဗိုက်စားတာအနှီးလဲဖို့လိုရင်တော့အနှီးကိုဆွဲရင်းငိုတာမျိုးပေါ့မိမိလိုအပ်ချက်ကိုရှင်းရှင်းလင်းလင်းပြောပြနိုင်တဲ့ကလေးဟာအားလုံးအတွက်ရှုပ်ထွေးမှုတွေကိုလျှော့ချပေးုံနဲ့မကပဲမိခင်အတွက်လည်းဘဝကိုပိုးလွယ်ကူစေပါတယ်မီယာကနှုတ်ဖြော်ရင်းကျေနပ်စွာတက်ပြင်းချလိုက်တယ်ကိုပြုစုရတာဒါဒီလောက်လွယ်ခဲ့ရင်ကောင်းမှာပဲတဲ့အဲ့ဒီနာမည်ကိုကြားလိုက်ရတော့ကျွန်တော်ပါလေးလှုပ်သွားပြီးမျက်နှာပေးကအနှဲငယ်တင်းမာသွားတယ်မီယာကပြုံးပြီးနို့ပလင်းကိုကျွန်တော်လက်ထဲထည့်ပေးတယ်ကဲကလေးလေးမင်းအမနာမဲ့ကြားတာနဲ့ဘာလို့အဲ့ဒီလိုမျက်နှာဖြစ်သွားရတာလဲကျွန်တော်ဘာမှမပြောပဲနို့ပလင်းကိုပဲစုပ်နေလိုက်တယ်မကြခင်မှာနို့ပလင်းအားလုံးကုန်သွားပေမဲ့ကျွန်တော်မဝသေးဘူးပါဇက်ကိုပုတ်ပြီးနောက်တစ်ခါထပ်ငိုပြလိုက်တယ်ဒုတိယတပလင်းကိုပါတကြိုက်တဲတောက်ပြီးတဲ့နောက်မှာတော့ကျင်းနဲ့အားရစွာနဲ့လေတက်လိုက်မိတယ်ကျွန်တော်ရဲ့အစားအသောက်ကပိုများလာတာနဲ့အမျှစွမ်းရင်ပါကလည်းတနေ့ကို2%လောက်တက်လာတယ်ဒီနှုန်းအတိုင်းဆိုရင်တစ်လအတွင်းမှာဒုတိယအဆင့်ကိုရောက်နိုင်တယ်အဲ့ဒီအချိန်မှာပဲအသက်9နှစ်10နှစ်အရွယ်မိန်းကလေးတစ်ယောက်အခန်းထဲကိုခုန်ပေါက်ဝင်လာတယ်။သူမရဲ့ကျောင်းဝတ်စုံစကတ်ကတွန့်ကျင်နေပြီးခြေအိပ်ဖြူတွေမှာလည်းရွှွန့်တွေပေလို့ပြီးတော့ကျမ်းပြင်ပေါ်မှာတောက်နဲ့မြည်နေတဲ့အနီရောင်သားရည်ဖက်နှက်လေးကိုစီးထားတယ်။မီယာကသူမကိုတစ်ချက်ကြည့်ပြီးမျက်စောင်းထိုးလိုက်တယ်။ဒီတစ်ခါကောဘယ်တန်းဖော်နဲ့ရန်ဖြစ်လာပြန်လာလဲ။အဲ့ဒီမိန်းကလေးကဂုံယူဇွာနဲ့မေးကိုမောလိုက်တယ်။သမီးတိုးတက်လာပြီးဒီနေ့2ယောက်တောင်နိုင်ခဲ့တာမီယာကမိဖို့ချောင်ထဲပြန်ဝင်သွားပြီးသမီးဖြစ်သူကိုတစ်ချိန်လုံးစူပူနေတော့တယ်ကိုကတော့မကြေမနက်နဲ့နှက်ခမ်းဆူထားပေမဲ့ဘာမှမပြောဘူးသူမမျက်လုံးတွေကအခန်းထဲမှာဝေ့ကြည့်နေရင်ကျွန်တော်သူမကိုစိုက်ကြည့်နေတာကိုတွေ့သွားတယ်ကျွန်တော်ကပြုံးပြလိုက်တယ်ဒါပေမဲ့အဲ့ဒီအပြုံးကလှောင်ပြောင်တဲ့အငွေ့သက်လေးပါနေတယ်သူမကတဟားဟားရေးလိုက်ပြီးသူမရဲ့အဆွဲလေးတွေကိုပြတယ်ပြီးတော့ကျွန်တော်ကိုလက်သီးပြတယ်ဒါက
ဝေးဝေးနေဖို့သတိပေးလိုက်တာပဲအဲ့ဒီအချိန်မှာပဲမာကတ်စ်ဝင်လာတယ်သူကကျွန်တော်ကိုချီဖို့လုပ်ပေမဲ့မီယာကသူ့စီကစစ်လိမ့်နှံ့ရတာကြောင့်နှာခေါင်းရှုံပြလိုက်တယ်ဒါနဲ့သူလည်းမတက်တာပဲလက်စွပ်ကိုမတင်ပြီးမိဖို့ကြောင့်လည်းဝင်ကူရတော့တယ်မကြခင်မှာပဲမိသားစုအားလုံးညစာအတူတူစားကြတယ်ထမင်းစားနေရင်တဝက်လောက်မှာမာကတ်စ်ကရေခဲတစ်တာကိုဖွင့်ပြီးတကြားလုံးနဲ့တူတဲ့အရာလေးအချို့ကိုထုတ်လိုက်တယ်ကျွန်တော်ကတော့ကြောင်စာတွေလို့ထင်နေတာဒါပေမဲ့မာကတ်စ်ကမီယာပကံနဲ့တစ်ခုကိုပကံနဲ့တစ်ခုကြောင်ပကံနဲ့တစ်ခုနဲ့သူ့ပကံနဲ့တစ်ခုစီထဲလိုက်တယ်ကိုကသူမရဲ့တူကိုချလိုက်ပြီးကန့်ကွက်တော့တယ်သမီးတာကိုမစားချင်ဘူးအရသာကအရန်ဆိုတာပဲတပတ်မှတစ်ခါစားရတာကိုညညူမနေနဲ့ဒါမရှိရင်ညီရံပွဲတွေမှာနိုင်မလားကိုကမာကတ်စကားကိုနားထောင်ပြီးခဏလောက်ငြိမ်သွားတယ်သူမနှာခေါင်းရှုပ်ပြီးစဉ်းစားနေတယ်ပြီးတော့မျက်လုံးကိုမှိတ်ပြီးအတင်းမျိုးချလိုက်တယ်အဲ့ဒီတကြားလုံးလိုအရာကဘာလဲဆိုတာကျွန်တော်အရန်တိချနေမိတယ်နောက်မှမာကတ်စ်နဲ့မီယာတို့စကားပြောတာကိုကြားမှဒါကို Crystal Bee Jelly လို့ခေါ်မှန်းသိလိုက်ရတယ်သူတို့ပြောတဲ့စကားလုံးအချို့ကိုကျွန်တော်နားမလည်သေးဘူးကျွန်တော်ရဲ့အံ့ဩနေတဲ့မျက်နှာကိုဖုံးကွယ်ဖို့နို့ပလင်းကိုမြှောက်ထားလိုက်တယ်ဒီကဘာကြီးဟာကျွန်တော်ထင်ထားတာထက်ပိုပြီးလျှို့ဝှက်ချက်တွေများပုံရတယ်တလားကုံဆုံးသွားတဲ့အခါစွမ်းအင်ပါပြည့်သွားတာကိုကျွန်တော်ကြည့်နေရင်ဒုတိယအဆင့်မြင့်တင်မှုစတင်ခဲ့တဲ့ရွေးချယ်စရာ၃ခုထပ်ပေါ်လာပြန်တယ်ဒီတစ်ခါတော့ကျွန်တော်စေဖော်နလန်းချောင်းကိုရွေးချယ်လိုက်တယ်ကျွန်တော်ရဲ့စိတ်ပိုင်းဆိုင်ရာရည်ချင်းတိုးတက်သွားတဲ့အခိုက်အတန့်မှာပဲအချိန်တွေနှေးကွေးသွားသလိုခံစားလိုက်ရတယ်မဟုတ်ဘူးပိုတိတိကျကျပြောရရင်ကျွန်တော်ရဲ့စဉ်းစားတွေးခေါ်မှုတွေကရုတ်တရက်မြန်ဆန်လာတာပါလွန်ခဲ့တဲ့တစ်လလုံးကမှတ်ဉာဏ်တွေဟာကျွန်တော်ခေါင်းထဲမှာအရှိန်အဟုန်နဲ့ဖြတ်ပြေးသွားတယ်ဘာတွေထူးခြားသွားလဲဆိုတာကျွန်တော်နားလည်ဖို့စူးစမ်းနေတော့မှပဲမီယာကကျွန်တော်ကိုချီပြီးအနီရောင်ဝတ်ကြီးခင်းထားတဲ့ကျမ်းပြင်ပေါ်မှာချပေးလိုက်တယ်အဲ့ဒီအဝတ်ပေါ်မှာပစ္စည်းမျိုးမျိုးတင်ထားတယ်ရိုးရာအရကလေးတလားပြည့်ရင်ပစ္စည်းရွေးတဲ့အခမ်းအနားလုပ်ကြတာပါကလေးကဘာကိုလှမ်းကင်တယ်လဲဆိုတာပေါ်မူတည်ပြီးသူတို့ရဲ့အနာဂတ်အသက်မွေးဝမ်းကြောင်းကိုဟောကိန်းထုတ်ကြတာကျွန်တော်လည်းတစ်ခုခုကိုမြန်ကင်ပြီးအဆုံးသတ်ဖို့ပြင်နေတော့မှပဲရုတ်တရက်စနစ်ကအပိုင်းအသစ်တစ်ခုကိုဖွင့်ပေးလိုက်တယ်အဲ့ဒါကတော့ class interface ပါပဲကျွန်တော်ပစ္စည်းတွေကိုပြန်ကြည့်လိုက်တဲ့အခါပစ္စည်းတစ်ခုချင်းစီရဲ့အပေါ်မှာအသက်မွေးဝမ်းကြောင်းအမည်လေးတွေပေါ်နေတော့တယ်